သုံးတာကအခုဆိုရင်တော့6နှစ်လောက်ရှိပါပြီရှင်ဟုတ်ဒီ Citizen Pay MNU ကလွန်ခဲ့တဲ့2နှစ်လောက်တည်းစတင်အသုံးပြုခဲ့တာ Fly များအနေနဲ့ဒီ Citizen Pay နဲ့ပေါ့2023ခုနှစ်ကနေစပြီးတော့လက်တွဲခဲ့တာပေါ့နော်အဲ့ပထမဆုံးဆင်ကျင်လဲဆိုလို့ရှိရင် Fly များ website နဲ့ application ထဲမှာ travel service ကိုဝယ်ယူတဲ့အချိန်မှာပေါ့နော် Citizen Pay payment နဲ့ငွေပေးချေနိုင်အောင်ပထမဆုံးစပြီးတော့လက်တွဲခဲ့တယ်အဲ့ဒီဘိုင်းမှာလည်းကျွန်တော်က Citizen Pay နဲ့ပေါင်းပြီးတော့exclusive offer တွေနဲ့ဝန်ဆောင်မှုပေးခဲ့ရတယ်လည်းရှိရပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်2025ရဲ့လုပ်လာတဲ့ဝန်ဆောင်မှုတွေပဲဖြစ်ပါတယ်ครับก็เริ่มใช้ตั้งแต่ร้านเปิดนะครับของ Citizen Pay ของ CTZ นะครับဒီ community နှစ်ခုအားလုံးပေါင်းလိုက်တော့ကျွန်တော်ကလူတော်တော်များများကိုဝန်ဆောင်မှုကောင်းကောင်းပို့ပေးနိုင်တယ် in terms of financial sector ကလည်းဝန်ဆောင်မှုပေးနိုင်တယ်လို့တစ်ဖက်မှာလည်းကျွန်တော်ကသူတို့ရဲ့basic needs ပေါ့နော်လိုအပ်ချက်ဒီ healthcare ပေါ့ healthcare ကိုလည်းdigital reach ကို in terms of physical reach ကိုပေးနိုင်တယ်အဲ့ဒီအတွက်ဒီ transaction တွေလည်းတိုးလာတယ်ပြီးလို့ရှိရင် new customer တွေလည်းရလာခဲ့သလို fly များရဲ့ strong ဖြစ်တဲ့ sales channel တစ်ခုအနေနဲ့လည်းရှိနေပါတယ်ရှင်ဟုတ် Citizen Pay ကလက်ရှိမှာတော့ပေးတွေအများကြီးနဲ့လည်းသုံးပြလို့ရတယ်ပြီးတော့နောက်ထပ်ဒီ MMU နဲ့လည်းလွယ်လွယ်သုံးပြလို့ရတယ်ဆိုတော့ဆက်သုံးပြနေရပါအဓိကကတော့ဒီ GNG တို့ Capital တို့မှာလည်းဝယ်ပြီးတော့မှ point နေနဲ့လည်းရတဲ့အတွက်ကြောင့်မို့ဆက်သုံးပြနေရပါတိတက်ထင်ရှားတဲ့အချက်ကတော့ငွေပေးငွေယူလွယ်ကူတယ်နောက်တစ်ခုကစည်ရင်းစစ်ရလွယ်တယ်ငွေမမအောင်လည်းမပူရတော့ဘူးအဲ့ချက်တွေတိတာပါရှင်းဆက်ပြီးတော့လည်း Citizen Pay နဲ့အတူပို့ပြီးတော့အကျိုးရှိတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ promotion တွေ activity တွေကိုဆက်ပြီးတော့ဆောင်ရွက်သွားခြင်းပါတယ်ဒီ Citizen Pay နဲ့ပေါင်းပြီးတော့လည်းကျွန်တော်က customer တွေကိုသူတို့အတွက်အကောင်းဆုံး offer တွေကျွန်တော်တို့ထုတ်ပေးခြင်းတယ်တချို့သော campaign တွေဆိုလို့ရှိရင်ဒါနှစ်ဖက် organization ကနေမှပူးပေါင်းပြီးတော့ supportive ပေးတဲ့ဟာမျိုးပေါ့ဆိုင်ရဲ့ image ကိုမြင့်တင်အားရောက်တယ်နောက် customer တွေအတွက်လည်းဒီအဆင့်မြင့်တဲ့ professional ဘဝကိုတည်စေခြင်းတယ်ဒါကြောင့်မို့လို့ digital payment system ကိုအသုံးပြုသင့်တယ်လို့ထင်ပါတယ်အမှတ်တရဖြစ်ဆုံးကတော့ Citizen Pay ကရိုးရှင်းတဲ့ payment apps တစ်ခုကနေပြီးတော့အသုံးပြုသူတွေရဲ့နေ့စဉ်ဘဝကိုပံ့ပိုးပေးနိုင်တဲ့ digital financial ecosystem အဖြစ်တိုးတက်လာတာကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။အဲဒီတိုးတက်မှုဖြစ်စဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခွင့်ရတာကိုလည်းဂုဏ်ယူမိပါတယ်။ဒီအမှတ်ရစရာတွေဆိုတာကတော့ကျွန်တော်တို့ကုမ္ပဏီတစ်ခုကိုကျွန်တော်စတဲ့အချိန်မှာခက်ခဲတဲ့ဟာတွေရှိရယ်ပြင်ပန်းတဲ့ဟာတွေအများကြီးရှိရယ်ပေါ့နော်။ဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့အတူတူပူးပေါင်းဆောင်ရွက်ရတဲ့အချိန်တွေမှာဆိုလို့ရှိရင်လည်းတယောက်နဲ့တယောက်အပြည့်မမီဘူးပဲနဲ့လုပ်ငန်းတစ်ခုကိုပြီးမြောက်အောင်လုပ်ခဲ့တဲ့အချိန်ဆိုတော့အရင်ပျော်ရွှင်ရတဲ့အချိန်တွေပါခင်ဗျ။ဒီအနာဂတ်မှာဒီထက်ပိုကောင်းတဲ့ပြီးရင်ဒီထက်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ပြည်သူလူထုပေါ့နော်ပြည်သူလူထုတွေပိုကောင်းတဲ့ဝန်ဆောင်မှုတွေကိုဒီ Citizen Pay ဘက်ကရောပန်းနိုင်ဘက်ကရောအများကြီးပို့ပြီးတော့ဝန်ဆောင်မှုပေးနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ครับสุขสันต์วันครบรอบนะครับ6ปีของ Citizen Pay นะครับก็ขอให้เติบโตด้วยความก้าวหน้านะครับแล้วก็หวังว่าจะได้ร่วมงานกับพาร์ทเนอร์อีกต่อไปนะครับขอบคุณครับCitizen Pay ရဲ့6နှစ်မြောက် anniversary မှာဒီထက်ပိုမိုအောင်မြင်ပြီးတော့ customer တွေအတွက်လည်းပိုမိုကောင်းမွန်တဲ့ digital wallet experience တွေကိုပေးနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်6နှစ်ထိတောင်မှကျွန်တော်တို့ရောက်ခဲ့ပါပြီနောက်ထပ်လည်းဒီထက်မကကိုရှေ့ဆက်ပြီးတော့နှစ်ပေါင်းများစွာနဲ့အောင်မြင်မှုတွေရအောင်လည်း customer တွေဆိုလည်းကျွန်တော်တို့ Citizen Pay ကိုဒီထက်မကပို့ပြီးတော့အားပေးကြပါရှေ့ဆက်ပြီးတော့မြန်မာနိုင်ငံရဲ့ digital payment ecosystem ကိုပိုမိုခိုင်မာစေတဲ့ innovation တွေနဲ့ financial solutions များစွာကိုအသစ်ထပ်ပြီးတော့ဖန်တီးနိုင်ပြီးတော့သုံးစွဲသူပေါင်းများစွာရဲ့ယုံကြည်စိတ်ချရတဲ့ financial partner အဖြစ်ဆက်လက်ပြီးတော့အောင်မြင်ပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ် customer ယုံကြည်စိတ်ချရတဲ့ digital payment service ကိုရေရှည်တည်မြဲပါစေလို့ဆုတောင်းပေးပါ Citizen Pay 6နှစ်ပြည့်မှာဒီထက်မကတိုးတက်အောင်မြင်နိုင်ပြီးတော့လုပ်ငန်းတွေအများကြီးလည်းချိတ်ဆက်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်